မြေအိုးတစ်စိတမှုချီတာဆက်ဆက်2မီတာလုံးကြီးခွင်ဟိုင်းအားလုံးပဲမင်္ဂလာပါဝီဒီနေ့ပြပေးမယ့်ထဲလေးကကြတော့မြေအိုးတစ်စိလေးဖြစ်ပါတယ်ဒါလေးကကြတော့တထဲချင်းစီအိုးဝီကအောင်နာမိတ်လေးတွေ့အောင်လို့ဖြန့်ပြီးပြထားတာဖြစ်ပါတယ်တစ်စိပါလုံးမပါဘူးလဲဆိုရင်တစ်စိကနောက်ကျောဘက်ကိုရောက်နေရဖြစ်တယ်နော်အောင်နာမိတ်တွေကိုပေါ်ကျင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်စိကအနောက်ကိုရောက်သွားတဲ့သဘောမျိုးဖြစ်ပါတယ်နော်သူကကြည့်လိုက်တာနဲ့သူ့ရဲ့အစင်ကလေလုံးဝ share ပဲအသားလုံးဝကောင်းတယ်ဆိုတဲ့ပုံစံမျိုးစေးသားကလည်း share ကောင်းတယ်အယောင်ကလည်းစိုးတောက်နေရပဲ2မီတာလုံးကြီးခွင်းဖြစ်တဲ့အတွက်ကြောင့်မလို့ခိုင်းနဲ့တွက်မယ်ဆိုတော့နှစ်ခိုင်းတစ်မိုက်ပါပါတယ်ရှင်အနံကြီးဖြစ်ပါတယ်တမှုချီသားဆွဆွဖြစ်ပါတယ်ရှင်ဝိဆိုင်မှာဆိုလို့ရှိရင်လေလာကြည့်ရတဲ့သူတွေကဒီအထည်အိုဝိကမပြပြသေးပဲနဲ့တခြားဟာတွေကိုသူတို့ဟိုကြိုက်တဲ့ဒစိတ်တွေကိုပြောပြီးတော့မေးနေတဲ့အချိန်မှာဝိဒီဒစိတ်ကိုပြလိုက်တယ်ဆိုတာနဲ့ဟာဘာလို့ဒီစိတ်ကို sorry မပြရလဲဒီဒစိတ်ကလုံးဝအသားကောင်းတယ်ဒီဒစိတ်ကိုအဓိကကတော့ဒစိတ်မဟုတ်ဘူးเนาะဒီအစင်ဒီအသားကကောင်းတယ်ဖြစ်တဲ့အတွက်ကြောင့်ဒါကို sorry ပြလိုက်ရင်ပြီးတော့ဆိုပြီးတော့ဝိစီမှာလာဝယ်တဲ့သူတွေကအဲ့လိုမျိုးပြောတာတယောက်နှစ်ယောက်တော့မကဘူးเนาะဒါကသူ့ရဲ့အစင်ကဟိုကြည့်လိုက်တာနဲ့အသားပိတ်အသားထူတမိုးအမြင်လိုင်းလိုပုံစံမျိုးကိုသူကမြင်ုံနဲ့တင်သိတယ်ကွာကြည့်လိုက်တာနဲ့တင်သူကလုံးဝတမိုးအမြင်လိုင်းဖြစ်တယ်ဆိုတဲ့ပုံစံမျိုးကိုသိရတယ်သူကကျတော့မိရိန်နှလုံးတစ်စိမ့်နဲ့တော့သွားပြီးတော့ဈေးချင်းတူတယ်ဘာလို့ဆိုရင်အဲ့လို quality လိုမျိုးကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်တယ်နော်သူကကျတော့ KG ကုမ္ပဏီကထုတ်တာတစ်ထည်ကိုလက်လီတစ်ထည်ကိုကြီးက2300ရောင်းပါတယ်ရှင်90ဈေးသက်ရှိရယ်နော်သူက25တဲ့ဒဇီးဈေးလာပါဒဇီးသက်ရှိရယ်နော်25တဲ့ဒဇီးကိုအစင်ဆုံးအယောင်ဆုံးလာပါတယ်အစင်လေးတွေကကြတော့လုံးဝလှတယ်အခုဝီပြတာတော့မှပဲတော်တော်လေးလှတယ်အပြင်မှာဒီတက်ပိုးလှတယ်နော်အရန်အသားကောင်းတယ်ဆိုတဲ့ပုံစံမျိုးကိုကြည့်လိုက်တာနဲ့ကိုပေါ်စေတာနော်ဒါမျိုးလေးကကြတော့25တဲ့စီးလာတယ်နော်ဝီစီမှာလက်လီရောလက်ကောင်းရပါတယ်တမှုတွေစစ်ဆိုတာတော့ဝီထပ်မပြောရတော့ဝီဗီဒီယိုဖိုင်တွေကြည့်တဲ့သူတွေကတော့သိနေမှာဖြစ်ပါတယ်ရှင်ဒါလေးကိုဆုံးထိကြည့်သွားပေးပါရှင်မြေအိုးတစ်စိမ့်နော် KG ကုမ္ပဏီကထုတ်တာပါကျေးဇူးတင်ပါတယ်